မင်္ဂလာပါကျွန်တော်ထွန်းသက်စာတမန်တရာကမှပြန်လဲကြိုဆိုလိုက်ပါရနော်ဒါကျွန်တော်တနေ့တာတက်စင်တဲ့ပုံရိပ်တွေကိုပြသပေးတာပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့9ရက်12လ2025ပေါ့နော်ဒါကျွန်တော်တို့တန်နယ်မြို့နယ်ကျွန်တော်တာဝါကျောင်းနယ်ကျွန်တော်တို့ဒီ6လမ်းသွားကြားတွေကစီဇန်လေးမှာကျွန်တော်တက်စင်လေးတက်စင်ပေးခဲ့တဲ့စတီကုန်းပါတာလေးပေါ့နော်ဒါသုံးထားတဲ့ပစ္စည်းလေးကတော့3ကို4နော်ဒါသုံးပေးထားပါတယ်စတီရလည်းစတီပါကြဆိုပို့ပါမယ်နော်ဒါမျိုးလေးတွေလိုရတယ်ဆိုရင်ကျွန်တော်တို့စာတမန်တရာကိုဆက်သွယ်နေနိုင်ပါတယ်ကျွန်တော်စီစဉ်ရှိမှာပဲ33မိသက်ရုံရှိမှာပဲ33ကျွန်တော်ကားရှိုးလုံးရှိမှာပဲ33ရွှေဆိုင်နေမှာပဲ33ပေါ့နော်ဗန်ရုံရှိမှာပဲ33ဒါမျိုးလေးတွေလိုအပ်ကြတဲ့ဆိုရင်ကျွန်တော်တို့စာတမန်တရာကိုအသေးစိတ်ဆက်သွယ်မြင်နိုင်ပါတယ်ကျွန်တော်တို့ဈေးတိုင်းညှိနှိုင်းပေးပါပေါ့နော်အားလုံးကျမ်းမာချမ်းသာကြပါစေကျွန်တော်တို့စာတမန်တရာကမှစုမကောင်တောင်းပေးပါနဲ့ခင်ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေနော်ကျေးဇူးတင်ပါတယ်